ကောင်မလေးတယောက်ရဲ့သွေးဆက်လေဟာမိပင်ဘောတို့ကြသည်ဆိုယုံပင်ကြောက်မခွေရပန်းပင်များထလာသည်အဲ့ဒီယာကိုလူအများကတွေးသွားသည်ညမစ်စာလို့ဆွဆွဲပါတော့တယ်ဒီတော့အဲ့ဒီကလေးမလေးကိုအပြက်ရှင်းခိုင်းနေပါတယ်ထိုအချိန်မှာပဲတကယ်ညမစ်စာဟာထွက်လာပြီးတော့ရှိသမျှလူအကုန်ကိုအပြက်ရှင်းသွားပါတယ်အဲ့ဒီတဲမှာကောင်မလေးရဲ့မိခင်လည်းပါဝင်သွားပါတယ်ကောင်မလေးလည်းသူ့မိခင်မရှိတော့ကြလွန်စာရဝမ်းနေပြီးလက်စားချင်ရန်ဂျုံဝါပါတော့တယ်ထိုအချိန်မှာနတ်ဗီဒီကဆရာတစ်ပါးဟာစဉ်းစားလာခဲ့ပြီးတော့အဲ့ဒီကောင်မလေးရဲ့မကောင်းတဲ့အစွမ်းတွေအပြင်ကိုထွက်မလာအောင်လက်ပတ်လီတခုလက်ဆောင်ပေးလိုက်ပါတယ်။ကောင်မလေးကလည်းအရွယ်ရောက်လာတဲ့အခါမှာတော့ကောင်းကင်ဘုံပေါ်သို့သူရှိတဲ့အားအခွင့်သုံးပြီးတက်သွားပါတယ်။သူ့ကိုငယ်စဉ်ကလက်ပတ်ပေးခဲ့တဲ့ကောင်းကင်ဘုံမှဆရာစီကိုတင်စင်သင်းပေးကိုအကူအညီသွားတောင်းတာပဲဖြစ်ပါတယ်။နောက်တစ်နေ့မလွတ်မှာတော့နတ်သမီးတွေကသူ့ကိုတွေ့သွားပြီးတော့လူပီကလူသားတွေရဲ့အနံ့ဟာအယမ်းနံတယ်လို့ပြောပါတယ်။ကောင်မလေးကအားလုံးနဲ့အဆင်ပြေအောင်ကြိုးစားပြီးတော့ပဲနေရပါတယ်။ကျင်းစင်တွေကျင်းတဲ့အခါမှာလည်းသူဟာသူများတွေလောက်ကိုမတတ်မြောက်ပါဘူး။ထိုစဉ်မှာပဲညမိတ်စာဟာကျင်းစင်တွေကိုကျင်ပြီးတော့ဝိဇ္ဇာကိုင်းကနတ်သားကိုတွားယူမယ်လို့သူ့ရဲ့ငယ်သားတွေကိုပြောပါတယ်။နတ်သားကိုယူပြီးတွားနေတော့ဘသူမှသူ့ကိုတားဆီးလို့ရတော့မှာမဟုတ်ပါဘူး။ညမိတ်စာဟာကောင်းကင်ဘုံမှာဝိဇ္ဇာသခင်တွေနဲ့တိုက်ခိုင်နေပါတယ်။ညမိတ်စာဟာအစွမ်းထက်လွန်းလို့ဝိဇ္ဇာသခင်တွေကသူ့ကိုမနိုင်ပါဘူး။ဒီလိုနဲ့ညမိတ်စာဟာလွဲကူစာနဲ့ပဲနတ်သားကိုတွားယူတဲ့အခါမှာတော့လူကောင်မလေးဟာသူ့အမေကိုတတ်ခဲ့တာဒီညမိတ်စာပဲဆိုပြီးတော့လက်စားချီဖို့လုပ်ပါတယ်။ညမိတ်စာကာကွယ်ထားတဲ့အရာအရန်ကိုကောင်မလေးဟာသူ့ရဲ့သွေးကိုတုံပြီးအကာရန်ထရက်ကိုဝင်သွားတဲ့အချိန်မှာပဲဝိစာနတ်စရာပြစ်လိုက်တဲ့ဂျာပုနဲ့ညမိတ်စာနဲ့ကောင်မလေးဟာအတူတကွနတ်ထားတဲ့ဝင်သွားပါတော့တယ်။ဒါးတွေဟာလေသူ့ရဲ့စကားကိုနားထောင်ပြီးတော့လိုက်နာကြပါတယ်။အရန်ကိုအစွမ်းထက်လွန်ပါတယ်ဆိုတဲ့ညမိတ်စာဟာလေမနိုင်တော့ကောင်မလေးရဲ့ကိုယ်တဲကိုသူဝိညာဉ်ဝင်ပူးကတ်ပြီးတော့နင့်ကုံကတခုခုလုတ်လိုက်ရမလားဆိုပြီးတော့ချင်းချောက်သွားတယ်။အဲ့ဒီအချိန်မှာကောင်မလေးဟာမရောတော့ဆွဲနေငါတေသွားလဲကိစ္စမရှိဘူး။နင့်ကုံငါတတ်ချင်တာဆိုပြီးတော့အတင်းမဲ့လုပ်ပါတယ်။အဲ့ဒီအချိန်မှာပဲညမိတ်စာဟာအရှုံးပေးပြီးတော့ကောင်မလေးကိုယ်လဲကနေထွက်လိုက်ချိန်မှာပဲနတ်ဓာဟာအစွမ်းထလာပြီးတော့သူလူနှစ်ဦးကိုအပြင်ခေါ်ထုတ်သွားပါတယ်။ဒါပေမဲ့တခုရှိတာကတော့မိစာဟာသူ့ခန္ဓာကိုယ်ထဲမှာဝညာသိခင်မှာပဲနတ်သားကအစွမ်းပြတာထစ်တယ်တလားသူ့ရဲ့ဝိညာဉ်နဲ့ကောင်မလေးတာလေးအပြင်ကိုထွက်လာနိုင်လိုက်ပါတယ်အပြင်ကိုရောက်သွားတဲ့အခါမှာတော့ကောင်မလေးဟာသူ့ဆရာနတ်ဝိဇာတွေကိုလှမ်းခေါ်ပါတယ်ဒါပေမဲ့ညမိစာကနင်ကောက်အခက်တွေအောင်လုပ်ရင်နင့်ဆရာတေမယ်ဆိုပြီးတော့ချိန်ချောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးကသမီးအမတ်မားစားတာပါဆိုပြီးတော့တောင်းပန်ပါတယ်ဒါပေမဲ့သူ့ကိုငကိုကလေးကအမြင့်မကြီးကြတဲ့နတ်သမီးလေးတွေဟာသူကဘာလို့ဒီအချိန်မှာသူကတော့လာမကူပဲနဲ့အချောင်ခုန်နေရလဲဆိုပြီးတော့မေးခွန်းထုတ်ပါတယ်အဲ့ဒီလိုနဲ့တခြားဆရာတွေကလည်းဟုတ်တယ်ဒီလိုမျိုးစီးစီးလုံးလုံးနဲ့ညမေစာကိုတိုက်နေတဲ့အချိန်မှာဒီကောင်မလေးကတယောက်တည်းဒီမှာဘာလုပ်နေရလဲဆိုပြီးတော့မေးခွန်းများစွာနဲ့မေးပြီးတော့ကောင်မလေးကိုအပစ်ဖေဖို့ဇုံးဖြတ်လိုက်ကြပါတယ်